အားလုံးပဲမင်္ဂလာနံနက်ခင်းပါဂေယုနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ဂေယုနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Drops of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာမျှဝေဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျေးဇူးတင်တဲ့စိတ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်မိတ်ဆွေတင့်ရဲ့ကျေးဇူးတင်တဲ့စိတ်ကလောကပေါ်ထားရှိတဲ့တဲ့အမြင်ကိုပြောင်းလဲပေးမှာပဲဖြစ်ပါတယ်။သင်ကျေးဇူးတင်တဲ့အလေးချင်းကိုကျင့်သုံးနေရလား။အခြေအနေတိုင်းမှာကျေးဇူးတင်တတ်ပါစေ။ကျေးဇူးတင်ဖို့အကောင်းဆုံးချိန်ကဘယ်ချိန်လဲဆိုတော့သင်ရဲ့ပတ်ဝန်းကျင်အခြေအနေတွေကသင်ကိုကျေးဇူးတင်စရာမရှိဘူးလို့ပြောနေတဲ့အချိန်ပါပဲ။ဘာလို့လဲဆိုရင်အဲ့ဒီအချိန်ကသင်အတွက်ထာဝရတည်မြဲမဲ့အရာတွေအတွက်ကျေးဇူးတင်ခွင့်ရနေတဲ့အချိန်မို့လို့ပါပဲ။အကောင်းဆုံးသောဘဝဆိုတာဘုရားသခင်ရဲ့စကားကိုနားထောင်တယ်ဘုရားသခင်ကိုယုံကြည်တယ်ဘုရားသခင်ရဲ့အမိန့်ကိုနာခံတယ်ပြီးတော့ဘုရားသခင်ကိုယေရှုတင်တတ်တဲ့ဘဝမျိုးပါပဲဒါဟာအကောင်းဆုံးသောဘဝပါပဲမိတ်ဆွေဘုရားသခင်နဲ့အတူအချိန်ကုန်ဆုံးခြင်းဆိုတာသူ့ကိုအမြဲမပြတ်ယေရှုတင်နေခြင်းပဲဖြစ်ပါတယ်တတ္တာလောနေဩဝါဒစာပထမစာဆောင်အခန်းကြီး9အပိုက်ငယ်18မှာဆိုရင်အရာရာ၌ယေရှုတော်ကိုချီးမွမ်းကြလော့အကြောင်းမူကားသင်တို့သည်ထိုသို့ပြုစေခြင်းကဘုရားသခင်အလိုတော်ရှိ၏လို့ဖော်ပြထားပါတယ်ကျမတို့ကအရာရာတိုင်းအတွက်ဘာကြောင့်ယေရှုတင်တာပါလဲဘာကြောင့်လဲဆိုရင်အရာရာတိုင်းမှာဘုရားသခင်ကကျမတို့ကိုလိုလေသည်မရှိဖြည့်ဆည်းပေးနေတာဖြစ်လို့ပါပဲကျမတို့ကယေရှုတင်တဲ့စိတ်ရှိတဲ့အခါဘဝကိုပိုပြီးပျော်ရွှင်စွာဖြတ်သန်းလာနိုင်ပါတယ်ကျမတို့ရဲ့ဘဝထဲမှာဘုရားသခင်ပေးသနာထားတဲ့ကောင်းချီးမင်္ဂလာတွေကိုသိမြင်ပြီးယေရှုတင်တဲ့အခါဘဝကပိုပြီးအနှစ်သာရရှိလာတာပဲဖြစ်ပါတယ်ကျမ်းစာထဲမှာတော့ငါတို့ရရှိတဲ့ကောင်းမြတ်တဲ့လက်ဆောင်တိုင်းကကောင်းကင်ဘုံကခမည်းတော်ထံတော်ကလာတယ်လို့ဆိုထားပါတယ်သင်ကယေရှုတင်တက်လေလေသင်ဘဝကိုပိုပြီးပျော်ရွှင်စွာခံစားနိုင်လေဖြစ်တာကိုတွေ့ရပါလိမ့်မယ်ယေရှုတင်တဲ့စိတ်နဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှုဟာတွင်တွဲနေပါတယ်။ကျမတို့ရဲ့ဘဝထဲမှာဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာတွေကိုပိုပြီးသိမြင်ကျေးဇူးတင်နိုင်လေဘဝကပိုပြီးတာယာပျော်ရွှင်လေပါပဲ။ကျမတို့အကောင်းမြင်စိတ်ရှိလာတဲ့အခါအခြေအနေတိုင်းရဲ့ကောင်းကွက်ကိုရှောင်ဖွေတက်လာတဲ့အခါဖန်ခွက်ထဲမှာရေတဝက်လျော့နေတာကိုကြည့်မဲ့စားရေတဝက်ရှိနေတာကိုပဲကြည့်တက်လာတဲ့အခါမှာဘဝကပိုပြီးပျော်ရွှင်စွာဖြတ်သန်းလာနိုင်တာပဲဖြစ်တယ်။ကျမတို့ရဲ့ဘဝမှာလိုအပ်ချက်တွေကိုလိုက်ကြည့်နေမယ့်အစားပြည့်စုံနေတဲ့အရာတွေကိုမြင်အောင်ကြည့်တတ်ဖို့ပဲလိုတာဖြစ်တယ်။အားလုံးပေါ်ဘုရားသခင်သားရဲ့ကောင်းချီးပေးပါစေ။ယေရှုခရစ်နာမ၌အာမင်။